ခွင့်ရမဲ့သူတရားသူမပြောကိမနောဝီမာတဘောလူလူပေါင်းရွှေရင်တကားကိုပိတ်လို့ချမ်းမဲ့ရှင်ပြိုစီကျမကချစ်တယ်ဆိုတာတိတ်ပြပြုတ်လိုက်ပုံကတနာစရာချင်းကာထောက်သူပြောများကတကယ်ကိုကြလို့မြစ်တာသေးပင်ခွင်ပြီး